မောင်တုတ်ကြီးနဲ့မိအေးဟဲ့ပေးသားကြီးဘသူနဲ့ဘသူတော့အော်ကျွတ်တို့ဗမာပြည်ကမောင်တုတ်ကြီးနဲ့မိအေးမောင်တုတ်ကြီးကတန်တဲ့ပစ္စည်းတွေတရွင်းတို့ဒူးတို့ဒဇင်းတို့လှုပ်ပြီးရှမ်းပြည်ရှမ်းရွာသွားရောက်တကိုဗျသွားရောက်တော့တရားနာပိဋကရေသွားကန်ဒီမိအေးကမှားတယ်ကိုတုတ်ကြီးတဲ့သူများတိုင်းပြည်သွားရမှာနော်တဲ့ရှမ်းပြည်ရှမ်းရွာဆိုတာပညာသည်တွေပေါ်တဲ့ဟောသူများကြွေးတိုင်းလည်းမစားနဲ့ပြီးတော့လေသူများအရက်ကိုသူများမကြိုက်တဲ့နေရာကိုတုတ်ကြီးတော့ကျင်ကြီးကျင်ငယ်မစွန့်နဲ့နော်ကျင်ကြီးကျင်ငယ်စွန့်လို့သူတို့မကြိုက်တဲ့နေရာစွန့်မရင်ပြုတ်စားလို့တော်နဲ့ကျုံနဲ့ပြန်တွေ့ရမှာမဟုတ်ဘူးကိုတုတ်ကြီးကျုံမှားတဲ့စကားနားထောင်သွားပါမောင်တုတ်ကြီးကလည်းအေးပါကွယ်ငါသာပြောနေမင်းလည်းပဲအိမ်ထဲကအိတ်ပြင်းမထွက်နဲ့နော်မင်းကသနာခါတွေဖုံလုံးအောင်လိမ့်ပြီးတော့ထွက်လဲတတ်တယ်ငါမရှိတော့မင်းကြိတ်တတ်တဲ့သနာခါမလိမ့်မဲထားပိုးကောင်းတော့နှမရဲ့ဟိုလူတွေတလောက်ပြောမထင်ပါဘူးကျုပ်ကရှာရှည်နေတာပြောလေကလားလို့ပေါ့ဗျာကိုင်းတရားနာပြေတာမိအေးကရေစာရင်တောက်ဖို့ရလှဲနောက်ပြီးဝါးကြည့်တော့ချိတ်ပေးလိုက်သွားပြီမောင်တုတ်ကြီးရှမ်းပြည်ရှမ်းရွာရောက်တော့တရားနာပြေတာနောက်ဖေးသွားခြင်းမြို့ပြေတာမောင်တုတ်ကြီးပါသွားခြင်းအော်သူများအတိုင်းပြေကျင်ကြီးကျင်ငယ်မစွန့်နဲ့တဲ့မိအေးမှားလိုက်နောက်ဖေးကလည်းသွားခြင်းဒုက္ခပဲအလေအပြန်မိအေးနဲ့တွေ့မှာမဟုတ်ဘူးဒါကြောင့်လူပြူစားမခံရအောင်ရေစာရင်တောက်ဖို့ချိတ်ပေးလိုက်တဲ့ဝါးကြည့်တော့ထဲမောင်တုတ်ကြီးနောက်ဖေးတွေသွားပြီဖြစ်တယ်လို့သွားတာဘုရားနောက်ဖေးတွေသွားပြီးတရားနာပြေကရှမ်းပြေလှဲ့ရောက်လိုက်တာဒါကြီးကမဲပြီးတော့ပြန်လာတော့လည်းမသွန်မိဘူးဗမာပြေပါလာပြေသားကြီးပါမလာဘူးလားပြေသားပါလာတော့တရားနာပြေသားအိမ်ရောက်ပြီးအေးကကိုတုတ်ကြီးမလီတော့ချိုးရတဲ့တန်နေနဲ့ရေလေးမိုးလေးချိုးကြည့်အောင်လေမောင်တုတ်ကြီးကရေမိုးချိုးထွက်သွားမိအေးကတရားနာပြေသားလှဲပေါ်တက်ပြီးလက်ဆောင်ရှာတာပေါ့လဲပေါ်တော့လက်ဆောင်မတွေ့ဘူးလှဲနောင်ပြီးရောက်တော့ဝါးကြည့်တော့ငုံနှမ်းလိုက်ရက်ကကြာအနတ်ငါပြောင်းနေတော့မိအေးအထင်မှားကြည်စံကိုတုတ်ကြီးငါချစ်ရှာလုံးလို့ရှမ်းပြည်ရှမ်းရွာကရှမ်းပဲဘုတ်တွေလက်ဆောင်ယူလာခဲ့မာဟေးကြော်မပဲဆိုပြီးတော့မောင်တုတ်ကြီးပြန်မလာခင်မီလေးဖိုးတဲ့အိုးလေးဆေးကြောပြီးတော့ဖိုးပေါ်တင်လိုက်စီနဲ့ကျက်သွန်လေးလှီထဲကျက်သွန်နဲ့စီကျက်လောက်တော့မှတရားနာပိဋကမိအေးကဝါးကြည့်တော့ထဲကရှမ်းပဲဘုတ်တွေအကုန်သွန်ထဲလိုက်ညွန်နာလေးထွက်လာတော့ဘေးအိမ်တွေကမေးတယ်ဟဲ့မိအေးကြီးဘာဒီကြောနဲ့မွှေးလာကြည့်လားအိမဲကိုတုတ်ကြီးရှမ်းပြည်ကယူလာတဲ့ရှမ်းပဲဘုတ်ဝိနေကပြောတယ်အေးတဲ့တို့လည်းလက်ဆောင်ပေးပါဦးတဲ့ပါရကဝါကြည့်တော့တလုံးနည်းနည်းရဲ့တဲ့များများတော့ပေးနိုင်ဘူးတဲ့ကြက်လောက်မှပကံနဲ့လာခဲ့တစုံစီပဲတော်ရေးတဲ့ရှမ်းပဲဘုတ်လည်းကြက်ရောတရားနာပြေသာဝိနေကလာတော့တစုံစီလက်ဆောင်မျှပေးလိုက်ကြော်ပြီးမှတော့စားရုံရှိတာပြန်လာပြီမောင်တုတ်ကြီးပြန်လာတော့ထမင်းမွဲပြင်ပြီးတော့ရှမ်းပဲဘုတ်တွေတရားနာပြီးသားအလဲတဲ့ပကံကြီးနဲ့ခလဲကောင်ကမမမြတ်မြတ်ပေါ့မိအေးကလင်းကိုယိုသေးတော့တရားနာပြီးသားဥဖြာဖြာဇွန်းနဲ့မောင်တုတ်ကြီးပကံများပဲပုံပေးလိုက်မောင်တုတ်ကြီးကဘာပြောကောင်းမလဲတရားနာပြေးတာကောက်လွေးလိုက်လွေးရင်မောင်တုတ်ကြီးကပြောတယ်ဟေးမိအေးဘာတော့မင်းရင်တော့ငါတလောင်းမချစ်အောင်မင်းတော့ဆန်းလို့တော့ချစ်လို့ယူလာမဟုတ်ဘူးတဲ့မင်းနဲ့ငါနဲ့ရလာတာကြားပြီအရင်တော့ကမင်းငါတလောက်ကောင်းတဲ့ဟင်မျိုးချက်မကြွေးအတော်ရတာတွေ့ကောင်းတယ်ဆိုပြီးတော့လေအိမ်ကျရှမ်းပဲဘုတ်တွေလှုပ်စားမနေပါနဲ့
တဲ့တရားနာပိဿရေမောင်တုတ်ကြီးကစားရင်ဝါရင်နေပါဦးကွယ်မင်းရင်တော့ငါတလုံးမချစ်ဘူးဒီဟင်းမျိုးမင်းငါတခါမှချက်မကြွေးဘူးအောင်မေတော့ဒီဟင်းမျိုးချက်ကြွေးရအောင်တော့ကလည်းဘယ်တော့မှဒီလိုလက်ဆောင်ကောင်းယူခဲ့ဘူးလို့စားရင်ဝါရင်ပြောနေတာပေါ်ရတော့မှနောက်မိလေးကလည်းလွေးမဲတော်ပြောတာလည်းမပြောနဲ့ကောင်းတယ်ကိုတော့ဒါပတိတော်ပါလာတယ်လက်ဆောင်ဟေးမိအေးတော်ငါလည်းဘာလက်ဆောင်မှမယူခဲ့ဘူးမဲတော်မသိကြောင်ဆောင်းမနေပါနဲ့တဲ့တော်ယူလာတဲ့ရှမ်းပဲဖို့ဟေးဟဲ့မိအေးနေအောင်ညီးပြောလို့သာရှမ်းပြေရှမ်းရွာသွားရှမ်းပဲဖို့ငါတော့မစားခဲ့ရမေတော်ကမသိကြောင်ဆောင်းမနေပါနဲ့တဲ့လှဲနောက်ပြီးဝါကြည့်တော့ထဲတော်ချိတ်လာတယ်ဘာပြောကောင်းမလဲမောင်တုတ်ကြီးမောင်တုတ်ကြီးအာမဟဲ့ဟုတ်တော့ဘတုတ်ကြီးဘာဖြစ်လို့အားလုံးကျုပ်လည်းစားပြီးပြီတော့အာမီရတော်ဝနဲ့အားလိုက်တာသူတို့ပဲလို့ပဲအညာပဲမဲလို့ဘေးအိမ်တွေကလည်းဟင်းစားကောင်းတဲ့အကြောင်းလာပြောအော်ဖြစ်မှဖြစ်ရလေမာဗလားဆိုအသင်းနဲ့အဖွဲနဲ့တဲကြောက်စရာကောင်းဟဲ့မောင်တော်ကြီးနဲ့မိအေးဟဲ့မောင်တော်ကြီးဗျာဘယ်ရှမ်းပြည်ကမဲယူလာတဲ့ရှမ်းပဲပုတ်စားကောင်းဟောဗျာထုတ်ကောင်းဟဲ့ဟဲ့မင်းဖေးနေပေးကလားအာသူတို့တောင်းလို့ကြုံလဲတစွန်းဟင်ထုတ်ကောင်းပါပဲဟာအော်နဲ့အာတော့ဟဲ့မောင်တော်ကြီးဗျာမင်းတော်ဟဲ့မင်းတို့ညီတို့ဘာလို့အားရတာတော့မောင်တော်ကြီးကပြောတယ်ညာမေးမနေပါနဲ့မပြောပါရစေနဲ့ခင်ဗျားတို့အပြန်ရတော့ဟဲ့နေပါဦးကမင်းတို့ဘာလို့အားနာတော့ကိုင်းများမထူးပါဘူးစားမိတဲ့လူချင်းဆိုတော့ပြောရတော့မှာပေါ့ခင်ဗျားတို့ပေးလိုက်တာရှမ်းပဲဖို့မဟုတ်ဘူးဟင်ဘာတွေတော့ဒူလိုက်စားပြီးပြီအဲ့ဒါရှမ်းပဲဖို့မဟုတ်ဘူးဗျို့မိအေးကသူများအတိုင်းပြေကျင်ကြီးကျင်ငယ်မစွန့်နဲ့ရှမ်းပြေကလူပြူစားလိုက်မယ်ဆိုပြီးတော့လှဲနောင်ပြီးဝါးကြည့်တော့ချိတ်ပေးလိုက်တယ်ဗျရေစာရင်တောက်ဖို့ဒီလေရေတောက်ဖို့ချိတ်ပေးတာနဲ့ရှမ်းပဲဖို့နဲ့ဘာဆိုင်လုံးကွဗျာကျုပ်ကသူများအရာကျင်ကြီးကျင်ငယ်မစွန့်ရတော့အဲ့ဒီဝါးကြည့်တော့ထဲကျုပ်နောက်ဖေးသွားလာတာဒီအဲ့ဒါနဲ့ရှမ်းပဲဖို့နဲ့ဘာဆိုင်လုံးကွဗျာအဲ့ဒါမိအေးကဝါကြည့်တော့ထဲကနောက်ဖေးတွေရှမ်းပဲဖို့မှတ်ပြီးမဲအာဖေးအိမ်ကတော့ကုန်ဝိုင်းအောင်ညလက်နိုင်ပြီးအံလိုက်ကြတာတရားနာပိဋကတဝဝနဲ့တော်ပါသေးရဲ့တရားနာပိဋကသူတို့ဘုန်းကြီးကြောင့်ဆုံးရင်မထဲလို့လိန်မျိုးပြောခြင်းပြောရောကိုယ့်ဘက်ကတော့လွတ်အောင်ရှောင်မဒါပတိဒီလိုပါတရားနာပိဋကဟိုမောင်တုတ်ကြီးကညနေပိုင်းပြန်လာတော့ညနေစာဆိုတော့ဘယ်အကြောင်းဆုံးရင်လောင်းဖြစ်လေမနေ့ပိုင်းဆိုရင်ပါခြင်းပါလာအောင်ဒီတော့မှတရားနာပိဋကကြီးမစင်မှမသိတော့ကကောင်းတယ်ဘာလို့ကောင်းပါလဲညော်နံကလေးကဖုံးထားတော့မစင်နဲ့မပေါ်စားပြန်တော့လေအရသာကရှိနေသည်ဒါကြောင့်တရားနာပိဋကကြီးခမည်းတော်ကျွတ်တို့လေမောင်တုတ်ကြီးကိုစံထားလို့လင်မယားနှစ်ယောက်နဲ့ဘွေအိမ်နေဟောတရားနာပိဋကနောက်ထပ်အရင်တော့ကတော့ဖြင့်မစင်မှန်းမသိလို့စားခဲ့တော့လည်းမစင်မှန်းလဲသိရောကြောတဲ့ဒဲအိုးခတ်တဲ့ပကံစွန်းအကုန်လုံးစီယိုတဲ့လွှင့်ပြပါတယ်ဗျာနောက်ထပ်စားသေးလားပြည်သားကြီးမစင်မှန်းမသိလို့ကောင်းပေမဲ့လို့တရားနာပြည်သားကြီးမစင်မှန်းသိလာတော့ကောင်းသေးရဲ့လားမစွန့်ပြစ်ကြဘူးလား